မင်္ဂလာပါဝိုင်းနေချီကွန်ပျူတာသင်တန်းကျောင်းမှာကြိုဆိုပါရစေဝိုင်းနေချီကွန်ပျူတာသင်တန်းကျောင်းမှာဇွန်ကလပ်ကွန်ပျူတာသင်တန်းတွေလာရောက်တဲ့ရောက်လို့ရပါတယ်ဟုတ်ပြီအခုကတော့ကျွန်တော်ကိုဒါ Facebook ရဲ့ Messenger တို့ TikTok တို့ comment တွေမှာမေးကြတဲ့ဒီမြန်မာလို PDF file ကိုဘယ်လို Microsoft Word ကိုပြောင်းမလဲဆိုတာလေးပေါ့နော်အဲ့ဒါလေးကိုပြောပြချင်ပါတယ်ဟုတ်ပြီကြလို့အခုဒီမှာနော်ကျွန်တော်ဒီမှာမင်္ဂလာတို့ဆိုတဲ့ဒါ PDF file ပေါ့ဒါမြန်မာလိုဖြစ်နေတယ်ဒီကောင်ကိုကျွန်တော်တို့ကဒါ Microsoft Word ကိုပြောင်းချင်တယ်ပေါ့အမှန်တော့ဒီမှာတော့ဒီ file reader ဆိုတော့ဒီမှာ select လုပ်ပြီးတော့မှ copy ကူးယူလို့ရသေးတယ်ဟုတ်ပြီဒါပေမဲ့တကယ်လို့ဒီ file reader တွေမရှိခဲ့ရင်နော်တခြားနော် software အဆင်မပြေလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ကြည့်ကြည့်အောင်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ internet တော့ဒါရှိရမယ် internet တော့ချိန်ထားပါနော် internet ချိန်ထားလို့ရှိရင်ဒီ browser တစ်ခုကိုဖွင့်လိုက် Google မှာဖြစ်ဖြစ် Mozilla ပဲဖြစ်ဖြစ်ဖွင့်လိုက်ကိုဖွင့်လိုက်တဲ့ဒီ browser မှာကျွန်တော်တို့ကဒါ Gmail တော့ဝင်နေတာဖြစ်ရမယ်နော် Gmail ဝင်ထား Gmail ဝင်ထားလို့ရှိရင်ဒီမှာသူ့ရဲ့နော် Google ရဲ့ update ရှိတယ်ဒီ၄တော့နော်ဒီ access လေးတွေသူ့နေရာကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ drive ဆိုတာရှိလိမ့်မယ် drive ကိုဝင်မယ်ဟုတ်ပြီ drive ကိုဝင်လိုက်ပြီလို့ရှိရင်ကျွန်တော်တို့ကဘာလဲဆိုတော့ဒီ drive ပေါ်မှာကျွန်တော်တို့ရဲ့ခုန PDF ကိုတင်မယ်ဆိုတော့ဒီဘက် channel ဒီမှာမျိုးကိုနှိပ်မယ်မျိုးနှိပ်ဆိုတော့ဒီမှာ upload file ကိုလက်နှိပ်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ computer ပဲကြောက်လိုက်ဟုတ်ပြီခုနကကျွန်တော်ဒီ desktop ပေါ်မှာတင်ရတယ်ကျွန်တော်ရဲ့ဒီနော်ဒီပြောင်းချက်နဲ့ Microsoft Word ကိုပြောင်းချက်နဲ့မြန်မာစာ file လေးသူ့ကို click ချက်နှိပ်မယ် open ကိုနှိပ်မယ်ဟုတ်ပြီဒါမှလည်းဆိုတော့ဒါဆိုရင်ဒါကျွန်တော်တို့ upload တင်နေပေါ့နော် Google Drive ပေါ်ဟုတ်ပြီဒါဆိုတင်ပြီးသွားပြီတင်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီ replay လေးလုပ်လိုက်မယ်နော် reload လေးလုပ်လိုက်မယ်ဟုတ်ပြီဒါဆိုဒီမှာ PDF file ရောက်လာပြီဟုတ်ပြီရောက်လာတဲ့ PDF မှာကျွန်တော် click တစ်ချက်နှိပ်မယ်နော်ဒါ click တစ်ချက်နှိပ်မယ် right click နှိပ်မယ် right click open word ကလည်းကျွန်တော်ဒီမှာ Google Docs ကို click နှိပ်လိုက်မယ်ဒါဆိုခဏလေးစောင့်လိုက်မယ်ဒါဆိုရင်ဒီမှာဒါကျွန်တော်တို့ဒီမှာဒါဆိုမြန်မာလိုဒါပြောင်းပြီးတော့ဖွင့်လာတယ်နော်ဒါကတော့ဒါ Google Docs နဲ့ဖွင့်လာတော့ဟုတ်ပြီဒီမြန်မာစာမှာတချို့ဟာလေးတွေကတော့ဒီမှာစလုံးမမှန်တာတွေရှိတတ်တယ်ဒါမျိုးလေးတွေဆိုတော့နော်ဒါတွေရေးချတော့ဒါမျိုးနည်းနည်းပါးပါးကတော့ဒါပြင်ပေးရမယ်သူကအကုန်လုံးတော့မမှန်ဘူးပေါ့နော်ဒီမှာပူစေနော်ပူစာစနေရမှာဒီမှာဒါပဲနေရမျိုးလေးဒါမျိုးလေးတွေလိုအပ်တာလေးတွေရှိမယ်ဒီလိုတစ်လုံးတစ်လေးကတော့ပြင်ပေးရမယ်ဟုတ်ပြီဒါအောင်မှကျွန်တော်တို့ကတော့ဒီစာကိုကျွန်တော် control in နော် control ဆက်လက်မရအောင်ဟုတ်ပြီနော်ဒါကျွန်တော်ဒီမှာဆက်လက်လုပ်လိုက်မယ်နော်ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် control နဲ့ဖြစ်ဖြစ် mouse နဲ့ဖြစ်ဖြစ်ဆက်လက်လုပ်ပြီးရင် copy ယူလိုက်မယ်နော်ဒါ right click copy လည်းရတယ်နော် control C လည်းရတယ် copy လုပ်ပြီးတော့ minimize ချလိုက်မယ်ဒါ Microsoft Word ကိုဖွင့်လိုက်မယ်ဟုတ်ပြီ blank document ကိုယူလိုက်မယ်ဒီမှာ click စာဒီမှာ paste ကိုနှိပ်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒီမှာ Microsoft Word ပေါ်မှာမြန်မာလိုရောက်လိုက်တာဒီ file ကိုကျွန်တော်တို့ကသိမ်းပေးလိုက်ရမယ်နော် file tag ကလည်းကျွန်တော် save ကိုနှိပ်မယ်ဒါ browse ကိုရေးမယ်ဟုတ်ပြီနော်ဒီ desktop ပေါ်ပဲကျွန်တော်ပြန်ပြီးဆိုရင်ထားလိုက်မယ် desktop ပဲနေမယ်ဒီမင်္ဂလာတို့တိုင်းပဲထားလိုက်မယ် save ကိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဟုတ်ပြီနော်ပိတ်လိုက်မယ်ဒါဆိုကြည့်လိုက်မယ်ဒီမှာဒီမင်္ဂလာတို့ PDF file ကကျွန်တော်ဗာလဲဆိုတော့ဒီမှာ Microsoft Word နဲ့လည်းရလာပြီနော်ဒီကောင်ကိုတပည့်ကလေးဖွင့်ကြည့်လိုက်ဟုတ်နော်ဒါဆိုရင်ဒီမှာရလာပြီဟုတ်ပြီတလက်စားတဲ့နေနော်ဒီမှာဒီ PDF file မှာမဟုတ်ဘူးတခြားဒီလိုမျိုးဓာတ်ပုံ file တွေပေါ့ဓာတ်ပုံတွေဆိုလည်းအတူတူပဲနော်ဒီဓာတ်ပုံတွေကျွန်တော်တို့ဘယ်လိုပါဖြစ်လို့ရှိရင်လည်းကျွန်တော်ကဒီမှာပချင်းဓာတ်ပုံပါကျွန်တော်နမူနာနေမှာနော်ဒီဓာတ်ပုံ file တွေဆိုလည်းမြန်မာလိုပြောလို့ရတယ်သူ့ကို click ချက်နဲ့ right click နဲ့ open word ကနေ Google Docs နော်ဆက်လက်လုပ်ပြီး copy ယူလို့ရတယ်ဒါလေးတော့ copy ယူပြီး Microsoft Word ပေါ်မှာတင်ထားလိုက်ဒါဆိုကျွန်တော်တို့စာရီပြန်ရိုက်နေကြမလို့တော့ပေါ့နော်ဒီလိုတစ်ချက်နဲ့ဆိုရင်လည်းဒါလေးတွေကို Microsoft Word ပေါ်မှာစေထားလိုက်ရုံဟုတ်ပြီလားနော် copy paste နဲ့ဟုတ်ပြီအဓိကတော့ဘာလဲဆိုတော့ဒီ Google Drive ပေါ်ကိုပြောင်းကျင်တဲ့ PDF file တွေကျွန်တော်တို့ JPEG file တွေကိုတင်ပြီးဆိုရင်ဒါ open with Google Docs နဲ့ဖွင့်လိုက်လို့ရှိရင်စာရီပေါ်လာလိမ့်မယ်ဒါတွေကိုကျွန်တော်တို့က copy
လုပ်ပြီးဆိုရင် Microsoft Word ပေါ်မှာတင်လိုက်ရုံပဲเนาะဒါလို့ဆိုရင်တော့ဒါ PDF တို့ JPEG တို့မြန်မာစာဖိုင်တွေကို Microsoft Word ကိုပြောင်းအောင်အဆင်ပြေမယ်လို့ပြောလင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ